မင်္ဂလာပါရှင်အိမ်ချက်လက်ရဟင်းကောင်းလေးတွေအတူချက်ကြရအောင်เนาะဒီနေ့မှာတော့ရာသီပေါ်သားမကြီးစိမ့်လေးနဲ့ငါအဆူကြော်လေးကိုခရော့မြိန်တော့အောင်လို့ချက်စားဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရေးဆွေးထားတဲ့မကြီးစိမ့်လေးတွေကိုစားလေးထည့်ပြီးတော့ထောင်းပေးထားလိုက်ပါတယ်စားလေးထည့်ပြီးထောင်းတာတော့အစိမ်းရောင်တိုင်းလေးပဲပေါ့เนาะအရင်မပြောင်းနေပါဘူးရှင်ပြီးတော့ရင်တော့စားနဲ့နည်းနည်းနှဲထားတဲ့ငါအဆူလေးတွေကိုကြော်ပေးထားလိုက်ပါတယ်ခုကတော့မကြီးစိမ့်လေးစားချက်ဖို့ကြက်တံလေးတွေကိုကျွတ်တက်လေးစီတက်ပေးထားလိုက်ပါတယ်ပြီးတော့ရင်တော့ကြက်တံလေးတွေပါစီတက်လိုက်ပါတယ်ငပိလေးကိုလည်းလိုတလောက်ကလေးထည့်လိုက်တယ်ပေါ့နော်မကြီးစိမ့်အနည်းများပေါ်မူတည်ပြီးတော့ထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့မကြီးစိမ့်ထောင်းထားတာလေးတွေရဲ့စားအချုံမခနောမကလေးတွေနဲ့လှိမ့်ပေးပြီးတော့ရင်တော့ငါးကြော်လေးတွေကိုလည်းလိုတလောက်ထည့်ပေးထားလိုက်ပါတယ်အားလုံးတမတော့အောင်လှိမ့်ပြီးသွားပြီဆိုရင်တော့စူပီးသားရင်တွေလေးတစ်ပတ်ခန်းစားကြော်လောက်လေးပေါ့နော်ဆွတ်ပေးထားလိုက်ပါတယ်ရေလေးတွေခန်းသွားပြီးတော့ပွပွဆူလာပြီးဆိုရနဲ့မကြီးလေးစိမ့်လေးနောက်ဆုံးမှအုပ်လိုက်ပါပြီကဲခုဆိုရင်တော့အရသာရှိတယ်ငါအစိုးလေးနဲ့မကြီးလေးစိမ့်ချက်လေးရပါပြီရှင်ဗီဒီယိုလေးကိုဆုံးတဲ့